မြန်မာပြည်တယောက်တဲ့အခါကျရင်နဲ့အကိုရဲ့နောက်ကနေတကောက်ကောက်လိုက်ခွင့်ပေးပါနော်တဲ့ကြားလားပို့ဘူးလေနော်အကြံတော့တခါပို့ဘူးလေလေပြီးခဲ့တဲ့တစ်ပြန်မလာပို့တာလေပန်းစည်းတွေဟောတယ်ကားနဲ့ဟုတ်တယ်အခုအဲ့ဒါ surprise လေးပေးခိုင်းလို့ဖန်တယောက်က cherry ဆိုတဲ့ညီမလေးဟုတ်သိလားမသိအဲ့တော့ဖန်ကဲလေးပေါ့နော်ဟုတ်ရပ်ပုံပန်းစည်းလေးဟုတ်ပြီးတော့ငွေသားပန်းစည်းလေးထည့်ခိုင်းတာညှိချပန်းလေးသူကအမှားစကားလေးပါလိုက်ပါတယ်အကိုတဲ့ကျမ်းမာရေးကိုစိုက်ပါနော်တဲ့အကိုရဲ့အနီးနားလေးမှာအားပေးခွင့်မရသေးပေမဲ့အဝေးကနေပဲအမြဲအားပေးနေပါမယ်တဲ့ဘသူတွေဘလို့ပြောအကိုဆက်ပြီးတော့စူးစမ်းပါတဲ့အကိုကိုဝေးရနေမဲ့ဖန်ကောင်မလေးပေါ့နော်အများကြီးရှိပါတယ်ကောင်မလေးအများကြီးရှိတယ်တဲ့အကိုအားပေးတဲ့ကောင်မလေးအဲ့ထဲမှာတဲ့အဲ့ညီမလေးကထိတ်ဆုံးကပါတဲ့မြန်မာပြည်တယောက်တဲ့အခါကျရင်နဲ့အကိုရဲ့နောက်ကနေတကောက်ကောက်လိုက်ခွင့်ပေးပါနော်တဲ့ကြားပါလေအကိုရဲ့နောက်ကနေတကောက်ကောက်လိုက်ဖို့တောင်းဆိုပါတယ်တဲ့ဘယ်ကနေလိုက်ခဲ့လို့ပြီးတော့ Facebook account လေးလည်းလက်ခံပေးပါဦးတဲ့စကားပြောခွင့်လေးရချင်လို့ပါတဲ့နော်ပြီးတော့အကိုရဲ့ညီမတယောက်အနေနဲ့ပေါ့နော်အရန်ချစ်တယ်တဲ့အကိုပြောရတဲ့ဓာတ်ပုံလေးတွေကိုလည်းသူများနဲ့မတူအောင်လို့အခုလက်ရှိ trend ဖြစ်နေတဲ့ပုံလေးတွေကိုတဲ့ထုတ်ပေးလိုက်ပါရနော်တဲ့ကျေးဇူးများကြီးတင်ပါတယ်ညီမလေးအဓိကတော့လက်ဆောင်တွေပန်းစည်းတွေဒီနှစ်မှာကျွန်တော်အများအားအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အများအားပေးနေပါလို့လည်းပြောပါတယ်အခုနောက်ကိုဒုက္ခခံနိုင်တော့လိုက်ခဲ့ပါနေရတာတော့တိတဲ့အတိုင်းပဲဟိုဘက်တစ်ချက်လောက်ရိုက်ပြဟိုဘက်တစ်ချက်လောက်ရိုက်ပြပြီဟိုဘက်ရိုက်ပြလို့ဟိုဘက်ကိုโอเคအဲ့ဒါတော့ကျွန်တော်တို့နေရတဲ့ပုံစံပဲအဲ့ဒါညီမလေးဒုက္ခခံနိုင်တော့လိုက်ခဲ့ပါဒါပေမဲ့အားပေးနေတဲ့အတွက်လည်းငါညီမလေးကိုအမြဲတမ်းချစ်ပါတယ်ကျေးဇူးတင်ပါတယ်ပြည်ပမှာရှိနေဆိုရင်လည်းရဆင်းပြအောင်နေပါကျမ်းမာရေးဂရုစိုက်ပါနှစ်တက်မှာပျော်ရွှင်ပါစေလို့ဆုတောင်းပါတယ်သူ့ရဲ့အကောင့်လေးကိုလည်းလက်ခံပေးပါအောင်တဲ့ဟောတစ်တော့โอเคဒီမှာအကို Telegram နေစကားပြောထားတယ်တဲ့ဟောဟုတ်လားဟုတ်အဲ့ဆိုရင်ကြည့်လိုက်ပါမယ်လို့เนาะလက်ခံလိုက်ပါမယ်လို့ကျေးဇူးပါဓာတ်ပုံတော့ဝင်ရမယ်နော်